အတွက်high energy လေးပေါ့နော်ဆွဲကြည့်မယ်အဲ့ဒီကအတက်ကလေးဝယ်ထားတဲ့အတွက်ကြည့်နော်အခုဝယ်လေးမလည်း2 of Pentacles တော့ဆုံးဖြတ်ချက်တွေဒီချင်မယ်နော်ငွေချင်းနဲ့ပတ်သက်ပြီးတော့ handle လုပ်အောင်ပေါ့နော်အဲ့လိုမျိုးလေးအဲ့လို energy လေးကိုခံစားရပါတယ်တခြားဘာတွေပြောချင်တာရှိမလဲ angel message ပေါ့နော် so trust နော် trust ကလေးကြားတယ်ဆိုတော့ကိုကဒီလုံးဆောင်ရရှိတဲ့ကိစ္စတွေမှာ feminine energy ကိုသုံးပြီးတော့ဘာလို့နည်းညံ့နဲ့easy လေးကင်တွယ်ဖြည့်ရှင်းဖို့လိုအပ်ပါတယ်အားလေးပြောချင်ပါတယ်နော်အောက်ကအခြေအနေပတ်သက်ပြီးတော့ကက်ကလေးကြားမယ် so for pentacles ပေါ့နော် possessive type ဖြစ်နေပေါ့နော်ကိုကပိုင်ဆိုင်လို့စိတ်တင်ညာနေတယ်ဆိုတော့အဲ့ဒါလေးကိုနည်းနည်းသတိထားပါနော်သတိကပ်ပါမလွားတဲ့ပြဿနာတွေရန်နေဖြစ်စေခြင်းပေါ့နော်ဒါလေးကတော့ empress ပေါ့ so feminine energy ပေါ့နော်ဒီမှာဒီနေ့ဆိုကြည့်ရတဲ့ feminine energy ကိုကောင်းကောင်းအသုံးချဖို့အတွက်angel message ပေးတယ်လို့ဒီနိုင်ယူချပါရရှင်ဟုတ်နောက်တစ်ခါကဘာဖြစ်လဲဆိုအဲ့ဆိုPentacle နော်ဒါငွေကြေးနဲ့ပတ်သက်ပြီးတော့သတင်းငွေကြေးနဲ့ပတ်သက်ပြီးတော့သတင်းကောင်းရမယ်ဆိုတော့နမိတ်မျိုးဖြစ်ပါတယ်ငွေကြေးကံကောင်းနေတဲ့အချိန်ဖြစ်ပါတယ်ရှင်ဒီ message ကနောက်တစ်ခုပဲ the wall ပေါ့နော်ပြည့်စုံတဲ့အောင်မြင်တဲ့ဆိုတာထက်ကိုလုံးဝမဲ့တာဝန်ပြီးသွားတဲ့အခြေအနေလို့ပြောလို့ရပါတယ်ဆိုတော့ဒီနေ့အတွက် energy ကတော့ကောင်းပါတယ်နော် energy မှာပထမဆုံးကြားတဲ့ကက်ကလေးပြန်ပြောမယ်သူကဘာလဲဆိုရင်two of Pentacles နော်ငွေကြေးတွေကိုဒီချာလေး handle လုပ်ဖို့အတွက်ပေါ့နော်နောက်တစ်ခုက stress stress ကကတော့ feminine energy ကိုအသုံးချပြီးတော့လှုပ်ဆောင်ဖို့စူးစမ်းဖို့စိတ်အေးနဲ့ပေါ့နော်ဂိုင်တွယ်ဖို့အတွက်ပြောတယ်လို့ဒီနိုင်ယူကြည့်ပါတယ်နောက်တစ်ခုက four of Pentacles ပေါ့နော်အခြေအနေနဲ့ပတ်သက်ပြီးတော့ဒါလေးကိုဆွဲလိုက်တဲ့အခါကျတော့ပိုင်ဆိုင်လို့စိတ်များတယ်ဒါကြောင့်သဝင်တူတာတွေပါချမ်းနေပါတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်တတ်တော့အဲ့ဒါလေးကိုနည်းနည်းသတိထားပါနောက်တစ်ခါကျတဲ့ impress ပေါ့နော်ဒီဗီဒီယိုကြည့်နေတဲ့လူကမျိုးသားဆိုရင်တော့ကိုယ့်ပေါ်မှာကျင်နာပြီးတော့လမ်းပြတတ်တဲ့မိခင်တို့စိတ်ချမျိုးရှိတဲ့မျိုးနဲ့စုံရတာမျိုးကိုမှရှိနေတာမျိုးပေါ့နော်အဲ့လိုမျိုးလေးယူဆပါတယ်နောက်တစ်ခုက Ace of Pentaclesကတော့သတင်းကောင်းကြားမျိုးနော်ငွေချင်းနဲ့ပတ်သက်တဲ့သတင်းကောင်းကြားမယ်ဆိုတဲ့နမိတ်ပါနောက်တစ်ခုက the wall ပေါ့နော် the wall ကတော့ဒါကိုလုံးဆောင်တရားရှိတာတွေပြီးမြောက်သွားတဲ့အခြေအနေလို့ပြောလို့ရပါတယ်နောက်တစ်ခုကကြတော့ကိုမှာပြည့်စုံနေပြီလို့အချင်းမြင်လွဲတဲ့အခါမျိုးလည်းရှိတတ်တယ်ဆိုတော့ကောင်းကောင်းလေး reflect ဝင်ဖို့အတွက်ပြောချင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye